ပါကီယောင်ရဲ့စီးချက်ဖြစ်လက်တီ broken rhythm အကြောင်းကိုကြည့်အောင်အစမှာသူဟာကိုကိုင်ပြီးဖြောင်းလက်တီကိုပေးထိုးလိုက်တယ်အဲ့ဒီနောက်မှာ Haddon ရဲ့အကာအကွယ်ပွင်းထွားတာကိုမြင်အောင်မှဖြစ်ပြီးပါကီယောင်ကသူ့ရဲ့ဘယ်လက်နဲ့ထပ်လိုက်လို့ရသွားတယ်နောက်တစ်ခါမှလည်းသူကကိုကိုင်ပြီးညာဝိုက်လက်တီတစ်ချက်ထပ်ထိုးလိုက်ပြန်တယ်Haddon ကသူ့ရဲ့ဘယ်လက်ကိုတုံးပြီးပြန်ပေးမယ်ပါကီယောင်က Haddon ရဲ့ဘယ်လက်ပေါ်ကနေကြော်ပြီးထိုးနိုင်ခဲ့တယ်ဒီတစ်ခါမှာတော့ပါကီယောင်ကဘယ်လက်နဲ့ထပ်လိုက်ပေးမယ် Haddon ကရိမ့်မိသွားပြီးရှောင်းသိမ်းနိုင်ခဲ့တယ်တတိထားကြည့်မယ်ဆိုရင် Haddon ကပါကီယောင်ရဲ့ထိုးကွာစီးချက်ကိုစဖတ်မိနေပြီဆိုတာတွေ့ရမှာပါအခုပါကီယောင်အဲ့ဒီစီးချက်ကိုဘလို့ဖျက်ပြလဲဆိုတာကြည့်လိုက်ပါသူကညာလက်ကိုစမ်းထုတ်ရင်ကိုထပ်ကိုင်းလိုက်ပြန်တယ်ဒီတစ်ခါမှလည်း Haddon ကသူ့ရဲ့ဘယ်လက်နဲ့ပဲပြန်ထိုးတယ်ဒါပေမဲ့ပါကီယောင်ကသူ့ရဲ့အချိန်ကိုက်ထိုးချက်ကိုညှိလိုက်ပြီး Haddon ရဲ့လှူရှားမှုအတိုင်းလိုက်သွားတာပါHaddon တယောက်အကာအကွယ်မလုံနိုင်ခင်မှာဘယ်ဝိုက်လက်တီကအမိအယာဝင်သွားပါတော့တယ်